ကိုရဲ့ဇနီးတဲ့အကြိုက်ဆုံးအစားအစာကဘာဖြစ်မလဲ စန်တိုဖူ စီတိုဖူလား စန်တိုဖူ စန်တိုဖူဟုတ်လားမဟုတ်လားဖြေပါ ဟုတ်ပါတယ် ဟုတ်ပါတယ်โอเค အိမ်မှာခဏလောက်စား ဟမ် အိမ်မှာခဏလောက်စား ခဏလှုပ်စားလို့အော်တည်တယ်အဲ့ဒါဆိုရင်ခဏလေးလက်ဆောင်ပေးဖို့မှာပေါ့ဒါဆိုကဲအကြိုက်ဆုံးအယောင်ကဘာဖြစ်မလဲ သူအကုန်ကြိုက်ပါတယ် အကုန်ဟုတ်လားအကုန်ကြိုက်တာဖြစ်အယောင်တခြားမဟုတ်အကုန်ကြိုက်တာဆိုတာသူဖြေတာဟုတ်မဟုတ်မေးမှာဒီမှာမေးအောင်မှာအယောင်တစ်ခုပြောမလားအကုန်ကြိုက်ရလို့ပြောမလား တခုပဲပြောလိုက်မယ် တစ်ခုပဲโอเคတစ်ခုပဲโอเค သူစမအဖြူရောင်တွေပဲများနေတော့အဖြူပဲကြိုက် ကဲအဖြူရောင်တဲ့ဟုတ်လားမဟုတ်လားဖြေပါ အကြိုက်ဆုံးဆိုတာမရှိဘူးအကုန်ကြိုက်တယ် အော် ဒီကိပြောတာအကြိုက်ဆုံးလို့မျိုးကျမမရှိဘူး